Hello, I'm a man. Dini, you know, young Coxella, Mamala. And you Coxelli, Alumuano, Toxama, no? Toxama. To me, a sabi, to me, I'm a sabi, nearly. A blue lace or young Coxella, Mamma Coxella, the Tog, yeah, Arabiro. You Coxella, but I Townley, Toxada, Alumuao. Around the never don't. Arabulus or you Coxel, Cosana Yan, a Yan Toga, and then Piolo, Nule, Alamu, Nene, Wabu, but you Coxel, Nene, you below our Yen Built. Then you have people, you know, to the people at our Yen Tabilo Manelli Jama, Yan Cosmo Macoso, Tabilo at a Nelly Biobi go Nitala, go Sama and Nitala Yabis, and a Gina de Chassis, Sabilo, the Yan Cosware. Ne mama khawseပြုတ်ထားတာကိုရောပြီးတော့မှစီလင်းနဲ့ဆန်းပဲစီနဲ့ကြားပြီးတော့စားချုံမုံထည့်ပြီးတော့အထက်ကိုကြာညိုးလေးပါလေးနည်းထည့်ကြရင်ပေါ့ဗျာအဲ့ဒါပြီးတော့ဒီရင်ခောက်ဆွဲထဲမှာပါတဲ့အဲ့ဒါတော့အထုပ်လေးတွေလေဒီအမဟိုအမုံထုပ်လေးအစီထုပ်လေးအဲ့ဒါကိုအစီထုပ်ကိုဖောက်ထည့်အမုံထုပ်လေးကိုဖြူထည့်အဲ့ဒါလဲနဲ့ချင်းနာတော့ဘာလို့ငန်းနာတော့ဖြစ်မှဆိုရင်ကိုနိုင်တော့ထည့်ပေါ့ဗျာတစ်ထော်လုံးမထည့်ချင်ဆိုနည်းထည့်ခြင်းနဲ့ထည့်စားအဲ့ဒါကိုစားဟိုကရင်မထည့်နဲ့နော်စားဟိုကနည်းနည်းလေးပဲထည့်အောင်ထည့်ပြီးတော့မှအချုံမုံတို့ကြာညိုတို့အရင်ထည့်ပြီးတော့အမုံတုပ်လို့ထည့်ပြီးရင်စားကိုအငန်းစားနိုင်တော့ထည့်ပေါ့ဗျာအခုစားမယ်အဲ့ဒါနီးလန်းကိုပြုတ်ပြလာနော်ဒီစားမယ်စားပါအောင်ခမဆွဲပါအောင်ဒီနေ့ဘာမှမလုပ်ဝတ်ထားတယ်မှာဆွဲမယ်နော်အရင်မပေါဘူးလားအရင်မပေါမမခောက်ဆွဲလို့ရင်ခောက်ဆွဲလို့အရင်မပေါတုတ်ထားတာအတုတ်ရုပ်ဒီနဲ့ထဲမယ်မိသွားတာရုပ်ဒီကကြောက်ကိုစားနေကြအောင်နည်းလေးပဲထည့်ပေါ့ဗျာဝချင်းဆက်စားခြင်းနဲ့ချင်းဆက်နိုင်နေဆိုရင်များလေးထည့်မိသွားတာတုတ်တဲ့ထဲရုပ်ဒီထည့်အဲ့ဒါမျိုးရန်ခောက်ဆွဲလို့မခောက်ဆွဲလို့တုတ်စားတာညောပြမယ်ရပြီဒီမှာဘယ်လိုမျိုးလဲဆိုဒီမှာဒါတော့ကျွန်တော်သုံးတာဒါစားတာမမားပါဗျာဒီမှာမမားဖြစ်ရံမဖြစ်ဘာဖြစ်ဒီလိုမျိုးအထုပ်ကိုရတယ်ဘာလို့ဖြစ်အဲ့ဒါနဲ့ဒီလိုမျိုးအချောင်းလေးတွေဒီမှာတော့ဗာလဲမူဆဲတူးတဲ့သုံးထားတာမူဆဲတူးတဲ့ကြောင်ညာတော့မဟုတ်ဘူးနော်ကျွန်တော်သုံးနေအောင်ပြောအဲ့လိုမျိုးအချောင်းလေးတွေဒီလောက်ကိုစားနေတော့ပေါ့ဗျာကိုမြမစားခြင်းမြမထည့်ပေါ့အဲ့ဒါနဲ့ကျိုးကုန်ဒီလိုမျိုးဟာနဲ့ဟိုပြုတ်အဲ့ဒါကိုဒီလိုဟာအရင်ထည့်နော်သူကနည်းနည်းပျော့ခဲ့တယ်ဒီကောင်ကနည်းနည်းပျော့လွယ်တယ်ဒီကောင်နည်းနည်းမာတယ်အဲ့တော့ဒီကောင်အရင်ထည့်ပြုတ်ရင်ထည့်ပြီးတော့နည်းနည်းလေးကြာမှဒီကောင်ထည့်အဲ့ဒါကိုအထုပ်တွေဟွာတွေဒီထက်မှာပါတဲ့ဒီအားထဲမှာပါအထုပ်သေးလေးအမုံထုပ်တွေစီထုပ်တွေမထည့်လိုက်နဲ့နော်အဲ့ဒါဟောဒီကအရင်ထည့်အစိအဲ့ပြင်ဒီထက်ခောက်ဆွဲကိုထည့်ပြီးတော့ပိုးစားလို့ရပြီဆဲပြီးတော့မှဒီထဲမှာပါတဲ့အမုံထုပ်လေးကိုဖြူထည့်အစီလေးတွေဖောက်ထည့်ပြီးတော့စားချုံမို့နည်းလေးထည့်ပေါ့ဗျာကြာညိုးလေးအဲ့ဒါပြီးတော့ကိုယ့်ကိုနှဲပြီးတော့စားအဲ့ဒါပြောတာဆွဲပြောရတာနဲ့စားချင်နေထမင်းနေစားစားအသားမမြောင်စားရနော်နည်းလေးတန်ကျဲသွားရင် sorry ချုပ်ပရက်နဲ့စားလာငဲကြီးတယ်တချို့အသားမမြောင်လေးဖူတော့ကသိတယ်မဟုတ်ဘူးအဲ့ဒါပြီးတော့စားလို့ရှိရင်အသားမမြောင်စားအသားမြည်သွားရင်တော့ sorry နော်ကြောက်
လောက်တန်ကျွန်တော်လောက်ကျွေးမယ်လိုမျိုးမတစ်ထုပ်ရန်တစ်ထုပ်ဝယ်ထားလိုက်ဆိုခောက်ဆွဲတစ်ထုပ်ဝယ်ထားကျွန်တော်လောက်ကျွေးမယ်ကျွန်တော်အဲ့လိုရှေ့ရကြမ်းကြမ်းကျွမ်းတယ်တမင်ချစ်တဲ့မရတော့မချစ်တယ်ဟောရှားကြမ်းကြမ်းနေငုတ်ထားတော့လက်ဖေးဖြောတာကော်ဖီဖြောတာအဲ့လိုဟိုးစက်ဒီစက်ကိုကျွမ်းတယ်တို့မျိုးလောက်ထားတယ်အဲ့အသေးတွေပါပေါ့ဘယ်လိုလုပ်ရမလဲဘယ်လိုစရမလဲသိတယ်လောက်တတ်တယ်ပေါ့ဗျာဟင်းရတော့မချစ်တယ်တမင်ချစ်တဲ့ရှားကြမ်းကြမ်းနေလောက်ရတာဝါသနာပါတယ်ဟုတ်ကဲ့စားနေလို့ရှင်ရိုက်မပြခြင်းစားတာတော့ဖြစ်တော့ငါမဲ့တမင်ရိုက်ပြရတာစားလို့ရှင်တော့ဘာပဲဖြစ်ဖြစ်တမင်ပဲဖြစ်ဖြစ်ဟိုဘာပဲဆိုတာကိုအောင်စားမကုန်းနိုင်နဲ့စားကြတယ်မစားနဲ့ချမ်းထားကိုအောင်စားရင်ကိုအောင်နိုင်နဲ့ဆိုရင်ကိုအောင်စားမကုန်းနိုင်ဘူးဆိုရင်ဟိုမှာခွဲထားလို့ရှင်သူများကိုလည်းကျွေးလို့ရတယ်ကိုကျွေးချင်တာပေါ့ဗျာဟိုမှာအဲ့လိုမဟုတ်ဘူးဆိုလားလူတွေပါမကျွေးချင်ဘူးဆိုတော့ခွေးတွေကြောင်းနေရိတ်ဆန်းလေးတွေကျွေးလို့ရတယ်အဲ့လိုသက်သက်ထားမကုန်းနိုင်မှဟိုသွန်းဒီတော့မသွန်းနဲ့ငရဲကြီးတယ်တိလားဆရာလောက်တာမဟုတ်ဘူးနော်ဒါပဲစားကောင်းတယ်ဟိုပြုံးလောက်ကျွေးမယ်အဲ့လိုမလောက်တတ်ဘူးဆိုလို့ရှင်ကျွန်တော်လောက်ကျွေးမယ်